ယောက်ကြောင်းစုပေးခြင်းလဲဒီတစ်ချင်းလေးကိုလေဖြည်းဖြည်းက2022မှာကိုရိုင်းရေးခဲ့တယ်2024မှာတစ်ချင်းလေးကိုထုတ်ခဲ့တယ်ဒီတစ်ချင်းလေးကိုဖြူတစ်ခါမှစင်ပေါ်မှာဒီဝိုင်းနဲ့မဆိုဘူးဖြည်းဖြည်းဒီတစ်ချင်းလေးကိုဆိုတိုင်းမှာကိုရိုင်းပီယနိုတီးပြီးတော့ပဲဆိုခဲ့တယ်ဒီနေ့မလေးရှားပြည်သက်တွေအတွက်ပထမဦးဆုံးအနေနဲ့ version အသစ်နဲ့စင်ပေါ်မှာအရှင်လက်ဖြောပြပေးပါမယ်သူမအောင်နားဆင်ပေးပါမယ်ဆွဲခွာတဲ့နမတလုံးကိုအစွမ်းကုန်ချနေ